မြန်မာအသင်းရဲ့လာမယ့်အုပ်စုတွင်းပွဲစဉ်တွေကိုကြည့်ရမယ်ဆိုရင်အုပ်စုတွင်းပွဲစဉ်၃ပွဲမြောက်ဖြစ်မြန်မာအသင်းဟာပထမဆုံးအဝေးကွင်းပွဲစဉ်ဖြစ်အုပ်စုထဲမှာ2ပွဲကစားထားပြီး2ပွဲစလုံးအနိုင်ရရှိထားတဲ့ဆီးရီးယားနိုင်ငံလက်ရွေးစင်အသင်းနဲ့လာမယ့်2025ခုနှစ်အောက်တိုဘာ9ရက်နေ့မှာသူတို့ရဲ့အိမ်ကွင်းမှာတွားရောက်ရှင်ပြိုင်ထားရမှာဖြစ်ပါတယ်။နောက်9ရက်အကြာအောက်တိုဘာ14ရက်နေ့မှာတော့မြန်မာအသင်းဟာဆီးရီးယားအသင်းကိုမြန်မာနိုင်ငံမှာပြန်လည်လက်ခံရှင်ပြိုင်ကစားသွားရမှာဖြစ်ပါတယ်။အုပ်စုတွင်းပြိုင်ပွဲရလဒ်တွေအရဆီးရီးယားအသင်းဟာမြန်မာအသင်းအတွက်အဓိကပြိုင်ဘက်ဖြစ်ပြီးအုပ်စုပထမနေရာရဖို့ဆိုရင်အဆိုပါပွဲစဉ်2ပွဲစလုံးကိုမြန်မာအသင်းအနေနဲ့ရလဒ်ကောင်းတွေရရှိအောင်ကြိုးစားဆွမ်းဆောင်နိုင်ဖို့မဖြစ်မနေလိုအပ်နေတာပဲဖြစ်ပါတယ်။နောက်ထပ်အုပ်စုပွဲစဉ်9ပွဲမြောက်ဖြစ်လာမယ့်2025ခုနှစ်နိုဝင်ဘာ18ရက်နေ့မှာမြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာအာဖဂန်နစ္စတန်အသင်းအိမ်ကွင်းမှာတွားရောက်ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။အုပ်စုတွင်းနောက်ဆုံးပွဲစဉ်အဖြစ်မြန်မာအသင်းဟာပါကစ္စတန်အသင်းရဲ့အိမ်ကွင်းမှာလာမယ့်2026ခုနှစ်မတ်လ31ရက်နေ့မှာတွားရောက်ရှင်ပြိုင်ကစားရမှာဖြစ်ပါတယ်။ဒီအာဖဂန်နစ္စတန်အသင်းနဲ့ပါကစ္စတန်အသင်းတို့နဲ့ရှင်ပြိုင်ကစားရမယ့်အုပ်စုတွင်းနောက်ဆုံးအဝေးကွင်းပွဲစဉ်2ပွဲဟာလည်းမြန်မာအသင်းအတွက်အဝေးကွင်းပွဲစဉ်တွေဖြစ်တာကြောင့်အကျိတ်အနယ်ကြိုးစားကစားရမယ့်ပွဲစဉ်တွေပဲဖြစ်ပါတယ်။2029ခုနှစ်ဆော်ဒီအာရေးဗီးယားနိုင်ငံမှာကျင်းပမယ့်အာရှဖလားပြိုင်ပွဲကိုအုပ်စုပထမရရှိတဲ့အသင်းတစ်သင်းနဲ့သာတက်ရောက်နိုင်မှာဖြစ်တဲ့အတွက်အခုလက်ရှိအချိန်မှာရလဒ်ကောင်းရရှိအောင်စွမ်းဆောင်ထားနိုင်တဲ့မြန်မာအသင်းအနေနဲ့လာမယ့်ပွဲစဉ်တွေမှာအခုလိုမျိုးသူတို့ရဲ့ခြေစွမ်းကောင်းရလဒ်ကောင်းတွေကိုဆက်လက်ထိန်းသိမ်းထားနိုင်ပြီးလာမယ့်အာရှဖလားပြိုင်ပွဲကိုဝင်ရောက်ရှင်ပြိုင်ကစားသွားနိုင်မလားဆိုတာကတော့ကျွန်တော်တို့မြန်မာဘောလုံးချစ်ပရိသတ်တွေအနေနဲ့ဆက်လက်စောင့်ကြည့်အားပေးရမှာပဲဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ My Sport ကနေအခုလိုမျိုးအားကစားသတင်းတွေအားကစားအကြောင်းအရာတွေကိုအမြဲတင်ဆက်ပေးနေပါတယ်